င့်ငွေကိုမတိမတာဖြတ်စည်းနေတာဘယ်အရာတွေလဲကျွန်တော်တို့အားလုံးငွေရှာနေလမ်းစဉ်တွေကိုအလွတ်ရနေကြတယ်ဒါပေမဲ့လက်တွေ့မှာငွေမစုမိတာငွေမပွားတာကနီးစနစ်တွေမသိလို့မဟုတ်ပါဘူးတကယ်တော့ငွေကြေးစီမံခန့်ခွဲမှုဆိုတာဉာဏ်ကစားရတဲ့ကစားပွဲတဲ့စိတ်ကိုထိန်းချုပ်ရတဲ့ကစားပွဲဖြစ်နေလို့ပါဒါကြောင့်ဒီနေ့မှာ The Psychological Money ဆိုတဲ့စာအုပ်မှအနှစ်သာရများကိုပြောပြသွားပါမယ်ဒီစာအုပ်ကတင့်ကို strategy တွေသင်ပေးမှာမဟုတ်ပဲတင့်ရဲ့မသိစိတ်တွေကငွေကြေးအမားတွေကိုဖွင့်ချပြမယ်ဓာတ်မှန်တစ်ခုပါတင့်ငွေတွေကိုတင့်စိတ်ကဘလို့ပြန်ခိုးနေလဲဆိုတာသိဖို့အချိန်တန်ပါပြီ Financial DNA မျိုးဆက်တစ်ခုနဲ့တစ်ခုမိဘချင်းမတူတာကြီးပြင်းလာတဲ့နိုင်ငံရေးနဲ့စီးပွားရေးပတ်ဝန်းကျင်မတူတာတွေကကျွန်တော်တို့ကိုငွေရဲ့အဓိပ္ပာယ်ကိုတစ်မျိုးစီသင်ပေးခဲ့ပါတယ်ဥပမာအနေနဲ့ stock market နဲ့ငွေကြေးဖောင်းပွားမှုကိုကြည့်ကြရအောင်1990ခုနှစ်ဝန်းကျင်မွေးဖွားသူတွေဟာသူတို့အရွယ်10ကျော်သက်နဲ့20ကျော်အရွယ်တုန်းက S&P 500ကအကျန်းပြင်း10ဆလောက်တက်လာတာကိုမြင်ခဲ့ကြပါတယ်။ဒါကြောင့် stock market ကိုအကောင်းဘက်မြင်ပြီးယင်းနှိမ့်မြုံနှံခြင်းစိတ်ပိုရှိကြပါတယ်။1950ခုနှစ်မွေးဖွားသူတွေကတော့သူတို့10ကျော်သက်နဲ့20ကျော်အရွယ်မှာ stock market ကမတက်မကျဖြစ်နေခဲ့လို့ stock ပေါ်မယုံကြည်မှုပိုများလာတတ်ပါတယ်။1960ခုနှစ်မွေးဖွားသူတွေဟာငွေကြေးဖောင်းပွားမှုပြင်းထန်တဲ့ကာလကိုတွေးကြုံခဲ့ရတဲ့အတွက် inflation ကိုအလွန်သတိထားကြပါတယ်1990ခုနှစ်မွေးဖွားသူတွေကတော့ငွေဖောင်းပွားမှုနည်းတဲ့ကာလအများစုမှာသာနေထိုင်လာကြတဲ့အတွက် inflation ပေါ်စိုးရိမ်မှုနည်းတတ်ကြပါတယ်ဒါကြောင့်တယောက်အတွက်ခွင့်ရေးဖြစ်နေတဲ့အရာကနောက်တယောက်အတွက်အန္တရာယ်လို့မြင်နေရတာမဆန်းပါဘူး Morgan Housel ကပြောပါတယ်လူတွေကငွေနဲ့ပတ်သက်ပြီးထူးဆန်းတဲ့အရာတွေလုပ်တတ်ကြပေမဲ့ဘယ်သူမှမယူပါဘူးကွန်ပေါင်းကင်းဝါရင်ဖက်ဖက်ကိုကမ္ဘာအကောင်ဆုံးယင်းနှိမ့်မြုံနှံသူတူလို့လူတိုင်းသိကြပါတယ်။ဒါပေမဲ့အန်ဝေါ်ဆရာကတော့သူ့ရဲ့ပိုင်ဆိုင်မှုဒေါ်လာ84.5 ဘီလီယံတွေကဒေါ်လာ81.5 ဘီလီယံကိုအသက်60ကျော်အရွယ်နောက်ပိုင်းမှသာရရှိခဲ့တာပါ။အသက်10နှစ်ကစပြီးယင်းနှိမ့်မြုံနှံခဲ့တာကြောင့်ကွန်ပေါင်းကိုအပြည့်အဝသုံးချနိုင်ခဲ့တာပါ။ကွန်ပေါင်းဆိုတာကဒေါ်လာ1000ကို 8% နဲ့ယင်းနှိမ့်မြုံနှံရင်ပထမနှစ်မှာဒေါ်လာ18ရပါတယ်။ဒုတိယနှစ်မှာတော့ဒေါ်လာ1018ကို 8% နဲ့တွက်တာဖြစ်လို့အတိုးကဒေါ်လာ86ဖြစ်သွားပါတယ်။ဒါဟာကွန်ပေါင်းရဲ့ကြောက်စရာကောင်းတဲ့အစွမ်းပါ။ဒေါ်လာ1000ရဲ့ 8% ဟာပထမနှစ်မှာဒေါ်လာ18ပဲတိုးပေမဲ့နှစ်ပေါင်းများစွာကြာတဲ့အခါအတိုးပေါ်အတိုးဆင်ပြီးတန်းပေါင်းများစွာဖြစ်လာပါတယ်။ Buffett ကတင်ယူရမှာကရှယ်ယာရွေးနည်းထက်စောစောစတင်ဖို့နဲ့လမ်းခုလက်မှာရက်မဖြစ်ဖို့ပါပဲ။အချိန်အရေးချင်းအချို့လူတွေကထင်ကြပါတယ်အရန်ထူးချွင်အရန်ချမ်းသာမယ်လို့ဒါမဲ့ဟောက်ဆယ်ကပြောတာကအချိန်ဟာအရေးချင်းတက်တောင်ပိုအရေးကြီးတယ်ဆိုတာပါဝါရင်ဖက်ဖက်ကိုအတော်ဆုံးလို့ထင်ကြပေမဲ့တကယ်တမ်းကိန်းကနန်းအရာအတော်ဆုံးကဂျင်းဆိုင်မွန်ပါဆိုင်မွန်ရဲ့နှစ်စဉ်အမြတ်က 16% ရှိပြီးဘက်ဖက်ရဲ့အမြတ်ထက်3ဆလောက်ပိုများပါတယ်ဒါပေမဲ့ဘာလို့ဘက်ဖက်ကပိုချမ်းသာနေရလဲဖြေကအချိန်မှာဆိုင်မွန်ကအသက်50ကျော်မှအောင်မြင်ခဲ့တာဖြစ်ပြီးဘက်ဖက်ကတော့အသက်10နှစ်ကလေးကစတင်ခဲ့တာပါဆိုင်မွန်သာဘက်ဖက်လိုပဲအချိန်ကြာကြီးကွန်ပေါင်းကြီးလှုပ်ခွင့်ရခဲ့မယ်ဆိုရင်သူ့ရဲ့ပိုင်ဆိုင်မှုဟာကျွန်တော်တို့စိတ်ကူးလို့တော့မရတဲ့ပမာဏလောက်ရှိနေမှာပါဒါကဘာကိုပြသလဲဆိုတော့သင်ဟာယင်းနှိမ့်မြုံနှံမှုမှာဆိုင်မွန်လောက်မတော်ရင်တော့ဘက်ဖက်လိုအချိန်ကြာကြီးစောင့်နိုင်မယ်ဆိုရင်မတင်မထားတဲ့ကြွယ်ဝမှုကိုရနိုင်တယ်ဆိုတာပါပဲအကောင်းမြင်ဝါဒတိုက်တလုံးစောက်ဖို့လာပေါင်းများစွာအချိန်ယူရပေမဲ့ပျက်စီးဖို့ကတော့မိနစ်ပိုင်းပဲလိုပါတယ်ငွေကြေးလောကမှာလည်းဒီလိုပါပဲတော်ဈေးကွက်6လအတွင်း40%ပြုတ်ကျသွားရင်ကမ္ဘာလုံးကထိတ်လန့်တုန်လှုပ်ပြီးသတင်းတွေမှာနေတိုင်းပါလာတတ်ပေမဲ့6နှစ်အတွင်း140%တက်လာတာကိုတော့ဘယ်သူမှသတိမထားမိတတ်ကြဘူးကောင်းမြင်ဝါဒဆိုတာပြဿနာမရှိဘူးလို့ထင်နေတာမဟုတ်ပါဘူးခက်ခဲတွေကြားတွေကပဲအချိန်ကိုအခွင့်အရေးပေးလိုက်ရင်ရလက်ကောင်းတွေထွက်လာမယ်လို့ယုံကြည်ခြင်းပါသတင်းတွေကြီးတဲ့အခါ stock ကျဆင်းမှုစီးပွားရေးပြဿနာတွေမြင်ရင်ချိန်ကြာလာရင်အရာရာဟာတိုးတက်လာတတ်ပါတယ်ဆိုတာကိုသတိရလိုက်ပါ left and risk လူတိုင်း Microsoft ကိုသိကြတယ် Bill Gates ကိုသိကြတယ်ဒါပေမဲ့ Ken Devin ဆိုတာဘယ်သူလဲသူဟာ Bill Gates တို့နဲ့အတူ Microsoft ကိုတည်ထောင်နိုင်မဲ့အလားအလာရှိတဲ့တတိယမြောက်ဉာဏ်ကြီးရှင်ပါသူတို့အားလုံးဟာ Lakeside School မှာကွန်ပျူတာကိုစောစောစီးစီးလေ့လာခွင့်ရတဲ့ကန်တိုးရှင်300ထဲမှာပါခဲ့ကြပါတယ်ဒါပေမဲ့ကန်ကြမားကကစားခဲ့ပါတယ် Gates အတွက်ကန်ကောင်းမှုကသူ့ကိုကမ္ဘာချမ်းသာဆုံးစီးရင်နဲ့ပို့ပေးခဲ့ချိန်မှာကန့်အတွက်တော့ risk ကသူ့အသက်ကိုထက်တန်းကျောင်းသားဘွားမှာတင်နှုတ်ယူသွားခဲ့ပါတယ်
Morgan House ကပြောပါတယ်ကံကောင်းမှုနဲ့အနေရဟာခွဲခြားလို့မရတဲ့ညီကိုတွေပါပဲဘဝမှာအောင်မြင်တဲ့အခါငါတော်လို့ဆိုပြီးမမတက်ဖို့နဲ့ကြာရှုံးတဲ့အခါမှာလည်းကိုအစိုးမမြင်ဖို့ဒီဇလန်ကသင်ခန်းစာပေးနေပါတယ်ပျော်ရွှင်မှုရဲ့တော့ချက်သူတေသနာတွေကလူတယောက်ကိုပျော်ဆုံးဖြစ်စေတာဟာယာရုကုံရှိန်တဲ့ကိုဘဝကိုထိန်းချုပ်နိုင်စွမ်းရှိခြင်းပါပဲကျွန်တော်တို့ဟာပစ္စည်းဝတ္ထုတွေကိုပိုပိုင်ဆိုင်မှုစ조사ရင်းနဲ့တစ်ဖက်မှာကိုယ့်ရဲ့အချိန်တွေကိုတခြားသူတွေလက်ထဲသို့မဟုတ်အလုပ်တွေထဲမှာပေါင်နှံထားလိုက်ကြပါတယ်တကယ်တော့ငွေရဲ့တကယ်တန်ဖိုးဟာတင်းကိုရွေးချယ်ခွင့်ပေးနိုင်တာပါအချိန်ကိုမလေးစားပဲငွေကိုပဲစုဆောင်းနေတာဟာအနှစ်သာရမရှိတဲ့စုဆောင်းခြင်းမျိုးသာဖြစ်ပါတယ်အလွန်ရှားပါတဲ့ဖြစ်ရများနုပညာကုန်တဲ့ Ace Bakuran နဲ့ Amazon ရဲ့ Jasper တို့မှာတူညီတဲ့လှုပ်ဝက်ချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့အမှားများပါကိုအခွင့်အရေးတစ်ခုအတွက်ယင်းနှိမ့်မြုံနှံခြင်းပါပဲ Bakuran စုဆောင်းခဲ့တဲ့နုပညာလက်ရ69%ဟာတန်ဖိုးမရှိတဲ့အမိုက်တွေဖြစ်နိုင်ပေမဲ့ကျန်တဲ့100%သော Picasso ရဲ့လက်ရတွေကသူ့ကိုဘီလီယံနာဖြစ်စေခဲ့ပါတယ် Amazon မှာလည်း Fire Phone လိုမျိုးအကြီးအကျယ်ရှုံးနိမ့်မှုတွေရှိခဲ့ပေမဲ့ AWS နဲ့ Prime ဆိုတဲ့အခွင့်အရေးအနည်းငယ်ကကုမ္ပဏီတစ်ခုလုံးရဲ့အမြတ်ကိုထမ်းတင်ပေးခဲ့ပါတယ်အောင်မြင်မှုဆိုတာအမှားကင်းစင်ခြင်းမဟုတ်ပဲအများစုမှာမှားနိုင်ပြီးအနည်းငယ်မှသာအယမ်းမှန်ဖို့လိုအပ်တာပါချမ်းသာခြင်းနဲ့ကြွယ်ဝခြင်းချမ်းသာတယ်ဆိုတာမြင်သာတဲ့အရာဖြစ်ပြီးကြွယ်ဝခြင်းဆိုတာကတော့မမြင်ရတဲ့အရာပါကျွန်တော်တို့ကတခြားသူတွေရဲ့သုံးစွဲမှုကိုပဲမြင်နိုင်ပြီးသူတို့ရဲ့စုဆောင်းမှုကိုတော့မမြင်နိုင်ကြပါဘူးဒါကြောင့်လူတွေဟာတရေတွေကိုအတူခိုးတဲ့အခါသုံးစွဲပုံကိုပဲလိုက်အတူခိုးမိပြီးစုဆောင်းပုံကိုမမြင်တဲ့အတွက်ကြံရိပ်ခဲ့တတ်ပါတယ်တကယ်ကြွယ်ဝခြင်းကိုတူပရခက်တာကသူကမမြင်ရလို့ပါတင်မဝယ်ပဲခြံထားတဲ့ຢာတိုင်းဟာတင်းရဲ့ပိုင်ဆိုင်မှုကိုခိုင်မာစေပြီးတင်းကိုအချိန်မရွေးလွတ်လပ်စွာဆုံးဖြတ်နိုင်တဲ့စွမ်းအားကိုပေးပါလိမ့်မယ်အမှန်တကယ်ပေးရတဲ့ဈေးနှုန်းတင်ကအမြတ်ပဲလိုချင်ပြီးစိတ်ပူရမှာကိုမလိုချင်ဘူးလားအဲ့ဒါဆိုရင်တော့တင်ဟာဈေးမပေးပဲကုန်ပစ္စည်းလိုချင်တဲ့သူနဲ့တူနေပါလိမ့်မယ် market price ကငွေကြေးနဲ့ပေးရတဲ့ဈေးနှုန်းဆိုရင် real price ကစိတ်ပူရခြင်းမတိကျခြင်းဈေးကွက်ထိုးကြတဲ့အခါတီးခန့်ခြင်းမှာအတက်ကြတွေဆိုတာတင်ရှောင်ရမယ့်အမှားမဟုတ်ပါဘူးအဲ့ဒါအောင်မြင်မှုစီသွားဖို့ပေးရတဲ့ဝန်ဆောင်ခတာဖြစ်ပါတယ်ဒီဈေးနှုန်းကိုပေးနိုင်တဲ့သူမှသာအမျက်ဆိုတဲ့ဆုလက်ကိုရရှိမှာပါလုံလောက်ခြင်းဝေကြီးလောကမှာအန္တရာယ်ရှိဆုံးစကားလုံးကပိုလိုချင်တာဖြစ်ပြီးအားရှိဆုံးစကားလုံးကလုံလောက်ခြင်းဖြစ်ပါတယ်လူသားတို့ရဲ့သဘာဝအရလိုချင်တာတွေပြည့်ဝသွားတိုင်းနောက်ထပ်အသစ်တွေကိုအစိုးမရှိထပ်မံတောင်းတတတ်ကြပါတယ်ဒီလိုလိုချင်တက်မှတ်မှုနောက်ကိုအစဉ်တစိုက်လိုက်နေသည်၍မိမိမှာဘလောက်ပင်ပိုင်ဆိုင်မှုတွေရှိနေပါသေးစိတ်ထဲမှာတော့အမြဲတမ်းတစ်ခုခုလိုအပ်နေသလိုနဲ့တင်ရသားတယောက်ကဲ့သို့ခံစားနေရတတ်ပါတယ်လုံလောက်ပြီလို့မသိတဲ့သူဟာဘလောက်ချမ်းသာပါစေအမြဲတမ်းငွေရဲ့ကြေးကျွန်ဖြစ်နေပါလိမ့်မယ်တင့်မှာမလိုအပ်တဲ့အရာတွေထပ်ရဖို့အတွက်တင့်အတွက်တကယ်လိုအပ်တဲ့အရာတွေကိုလောင်းချမထပ်ပါနဲ့လုံလောက်ခြင်းဆိုတာအရှုံးပေးတာမဟုတ်ဘူးကိုလွတ်လပ်ခွင့်ပေးလိုက်တာပါငွေဟာကိန်းကနန်းတွေမဟုတ်ပါဘူးစိတ်ပညာပါမှန်ဖို့ထက်တည်တံ့ဖို့ကပိုရေးကြီးပါတယ်အမြဲအောင်မြင်ဖို့ထက်အချိန်ကြာအသက်ရှင်နိုင်ဖို့ကပိုရေးကြီးပါတယ်ဒီစာအုပ်ကတင့်ကိုငွေကြေးပေါ်ထားရှိရမယ်စိတ်တပိုင်းဆိုင်ရာချင်းကပ်မှုတွေမဟုတ်ပဲတင့်မှာရှိတဲ့ငွေနဲ့အတူဘလို့အေးချမ်းစွာနေထိုင်မလဲဆိုတဲ့ဘဝနေထိုင်နည်းကိုပါသင်ပေးသွားပါလိမ့်မယ်ခြားသောအကြောင်းအရာတွေကိုဆက်ပြီးလေ့လာရအောင်စာအုပ်ကိုဖတ်ကြည့်ပါလို့ပြောချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်ပါက like လုပ်ပြီး subscribe နှိပ်ထားပါနော်နောက်ထပ်မတူညီတဲ့အကြောင်းအရာတွေကိုဆက်လက်မျှဝေပေးသွားမှာပါကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်